မင်္ဂလာပါအခုကျွန်တော်တို့ iPhone 4S နဲ့ iPhone 5တွေကို R7 အသုံးပြုပြီးတော့ဒီ lock ဖုန်းတွေကိုဖုန်းလိုင်း lock ဖုန်းလိုင်းတက်အောင်ဆင် unlock လုပ်လို့ရဒီ editor လေးနဲ့မိတ်ဆက်ပေးပါမယ်ဒီ editor ကတော့သူကတော့အရင်ကျွန်တော်တို့ iPhone 4တွေမှာတောင်းတဲ့ GB ကတ်မျိုးပါဖုန်းဆင်ပေါ်မှာကတ်ခွာပုံစံမျိုးတောင်းရတဲ့နည်းဖြစ်ပါတယ်အခုဆိုကျွန်တော် lock ဖုန်းတွေဆိုဖုန်းစကင်ဝင်နှိပ်ပါဒီနေရာမှာ next ထပ်နှိပ်ဖို့တွားလို့မရတော့ပါဘူးဒီဖုန်းက lock ဖုန်းဖြစ်တဲ့အတွက်ကျွန်တော်သူ့ရဲ့ home စကင်ကိုတောင်းဝင်ဖို့အတွက်အခုကျွန်တော် R7 အသုံးပြုကြည့်ပြီးဝင်ကြည့်ပါမယ်ဒီ R7 ကတခါတည်း home စကင် menu တွေကိုရောက်ပြီးကြောက်သွားပါမယ်သူက menu တွေရောက်တဲ့ပြင်ဖုန်းတိုင်းမှာတခါတည်း unlock လုပ်ပြီးမှဖြစ်တယ်ဒီ R7 ထဲမှာကျွန်တော် editor နှစ်ခုပေးခဲ့ပါတယ်ဒီ iPhone 4S နဲ့ iPhone 5တော့ပါအဲ့ဒါပြီးဒီသူ့ရဲ့ circuit ပြသေးလေးပြီးရမှာသူ့ရဲ့ circuit ပြခဏသူ့ရဲ့ circuit ပြနည်းနည်းလေးရှိနေပါသူ့ရဲ့ circuit ပြထည့်လေးကိုနည်းနည်းလေးဖြတ်ပြလိုက်ပါဖြတ်လို့ရပါတယ်သူ့ရဲ့ထုံကျင်းနီပြပေးမထိပါကျင်းနီပြမထိအပေါ်ဒါလေးနည်းနည်းလေးကိုညှက်ထုတ်ပြသူကနည်းနည်းလေးပို့လာတော့လောက်လာနည်းနည်းလေးရှည်ပါတော့ကြောင့်ဒီလို 4S ဆိုကြိုက်ပါ5မှာထည့်လို့ဆိုနည်းနည်းလေးโอเคဒါကျွန်တော်တို့ကွက်တီဖြောပြီးလို့ရှိရင်ကျွန်တော်အသုံးပြုမဲ့ဖုန်းစင်ကတ်ကိုအပေါ်ကထားအုပ်ပေးလိုက်ပါထားအုပ်လိုက်ရင်အနောက်ကသူကြီးပြားနေညီတညီရဖြစ်တဲ့ခါကျဖုန်းထဲကိုပြန်ထည့်ပေးလိုက်โอเคဖုန်းထဲဝင်သွားလို့ရှိရင်ကျွန်တော်သူ့ရဲ့ငကို last နိုင်ငံရဲ့ဖုန်းကိုဖုန်းကဘယ်နိုင်ငံရဲ့ lock ဖုန်းလဲဆိုတော့ကိုသိရမှာဦးကျော်ဖုန်းက UK orange ဖြစ်တဲ့အတွက် UK ORG ဆိုတဲ့နေရာမှာကျွန်တော်နှိပ်ပေးလိုက်နှိပ်ပေးလိုက်ရင်ဒီလိုမျိုးတက်လာပါမယ်အခုကျွန်တော် OK ကိုထပ်နှိပ်ပေးလိုက်ပါဒီနေရာမှာသူစိုက်နေရှာပါမယ် iPhone 4S တို့လို့ရှိရင်တခါတည်းသူက next ထပ်နှိပ်ပါလို့ရပါတယ် iPhone 5တွေမှာသူက next တခါတည်းမတက်လာဘူးသူကဖုန်းလိုင်းမရှိဘူးစတော့ကလောက်ဖြစ်လို့ home second နဲ့ဝင် next ကိုထပ်နှိပ်လို့မရပါဘူးဒီခါကျကျွန်တော်ဖုန်းလီဘူးချပေးလိုက်ပါကဲလို့ 4S မှာဆိုလို့ရှိရင်တခါတည်း next ဆက်နှိပ်ပါလို့ရပါတယ်ကျွန်တော်5မှာဆိုလို့ရှိရင်ခဏကြော်ပြတဲ့ပုံစံမျိုး next နှိပ်ဖို့နေရာမတက်လာပါဘူးဒီ next နှိပ်ဖို့နေရာတက်လာအောင်တော့ကျွန်တော်လီဘူးချပေးလိုက်ပါလီဘူးချပေးပြီးလို့ရှိရင်အခုတို့ချင်းကျွန်တော်ဘူးပြန်ဖွင့်ကြည့်ပါမယ်ဒီ i စင်ကတော့သူကစင်ကတ်မျိုးစုံအသုံးပြုလို့ရအောင် GSM စင်ကတ် network တွေအသုံးပြုသူက network အသုံးပြုပြီးတော့ကျွန်တော်ဖုန်းလောက်ဖြုတ်လို့ရပါတယ်โอเคဒါကျွန်တော်ဘူးဖွင့်ကြည့်လိုက်အောင်โอเคကျွန်တော်အခုဆက်ပြီးတော့next နဲ့ရမယ်ဟိုရင်သူကအရင်ဆုံး language ကိုရွေးပါမယ်ဒီတော့ထပ်နှိပ်ပါမယ်โอเคဒီနေရာမှာကျွန်တော်တို့ next စောတော့ငါလိုပဲ next ထပ်နှိပ်ဖို့နေရာမတက်လာဘူး next ထပ်နှိပ်ဖုန်းလိုင်းတက်ကျွန်တော်တို့ i2 နဲ့ချိတ်ဆက်ပေးလိုက်အောင်i2 ချိတ်ဆက်ပေးလိုက်ရင်ခါကျရင် i2 ကဖုန်းကိုသိအောင်ခဏစောင့်နေပါโอเคမိကွန်ပျူတာ i2 ကဖုန်းကိုသိပြီးဆိုရင်ကျွန်တော်အပေါ်က i2 က
တိပါပြီအလောက်တော့ okay နေပြီဆိုလို့ရှိရင်ကျွန်တော် next ဆိုတဲ့နေရာလေးပေါ်လာပါပြီထိတ်ပါလေပါစောစောတော့ကျွန်တော် next ဆိုတဲ့နေရာနှိပ်လို့မရနေအောင်အခုပေါ်လာပါပြီ okay next နှိပ်ပြီးပါလိုက်ပါ okay ဒါတော့ကျွန်တော် home screen ရပါပြီ home screen ရသွားပြီးတော့တခါတည်းဖုန်းလိုင်းမှာတခါတည်းတက်လာပါပြီဒီ single သုံးပြပြီးဖုန်းလိုင်းကသူကငကိုဖုန်းလိုင်းထဲတဲ့ official ဖုန်းလေးလို့အကောင့်ကြီးအဲ့လောက်ပြီးတော့ကောင်းလာတော့မဟုတ်ပါဘူးသူက300ရုံတည်းမှာဥပမာလိုင်းကြိုလမ်းကြားတဲ့ခါရှိရင်လိုင်းတွေတခါလေးပြောက်လိုက်တက်လိုက်ဖြစ်တတ်ပါတယ်ကိုက official လောက်မဖြုံးနိုင်ရင်ကာလတင်တော့ဒီ R7 စင်အသုံးပြုပြီးတော့ဖုန်းကိုလောက်ဖြုံးနိုင်ပါတယ်တကယ်ချင်းတို့ဒီစင်လေးဒီဗီဒီယိုလေးကြည့်ပြီးကိုယ်တန်းလောက်ဖြုံးနိုင်ပါတယ်ဒါဘာမှခက်ခဲမရှိပါဘူးတကယ်ချင်းအားလုံးမင်္ဂလာပါ